မူလကဒီခွေးမလေးဟာငါးမွေးကန်ကိုစောင့်ကြပ်ဖို့ပိုင်ရှင်ကမွေးထားတဲ့ခွေးလေးတစ်ကောင်ပါဒါပေမဲ့ထူးဆန်းတဲ့ယောဂတစ်ခုကြောင့်သူမရဲ့ခန္ဓာကိုယ်မှာအလွန်ကြီးမားတဲ့အကျိတ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်အကျိတ်ကြီးလာတာနဲ့အမျှသူမရဲ့ဘဝဟာပိုပြီးခက်ခဲလာခဲ့ပြီးလမ်းလျှောက်ဖို့တောင်အခက်အခဲဖြစ်လာခဲ့ပါတယ်အစားစားဖို့တောင်ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပိုင်ရှင်ကအိမ်ကိုခွေးတစ်ကောင်ထပ်ခေါ်လာခဲ့ပါတယ်ဒါဟာသူမအတွက်ငါးမွေးကန်စောင့်တဲ့အလုပ်ကိုဆုံးရှုံးသွားနိုင်တယ်လို့ဘယ်အချိန်မဆိုစွန့်ပစ်ခံရနိုင်တဲ့အခြေအနေဖြစ်လာခဲ့ပါတယ်အလုပ်မရှိတော့ရင်အစာစားဖို့တော့မရနိုင်တော့ပါဘူးခန္ဓာကိုယ်မှာအကျိတ်ကြီးတစ်ခုနဲ့အလုပ်ပါဆုံးရှုံးသွားခဲ့ရင်သူမဘယ်ကိုသွားရမလဲအသက်ရှင်ဖို့မျှော်လင့်ချက်ရှိသေးပါမလားဒီခွေးမလေးရဲ့နာမည်ကဂေါ်ရာဖြစ်ပြီးသူမဟာငါးမွေးကန်ကို12နှစ်ကြာစောင့်ကြပ်ပေးခဲ့သူပါအရင်တုန်းကတော့ပိုင်ရှင်အပေါ်တစ္ဆာရှိတဲ့အဆောင်ခွေးလေးတစ်ကောင်ဖြစ်ခဲ့ပေမဲ့ရုတ်တရက်ဖြစ်ပေါ်လာတဲ့ယောဂတစ်ခုကသူမရဲ့ပျော်ရွှင်တဲ့ဘဝကိုအိမ်မက်ဆိုးတစ်ခုလိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်အကျိတ်ကြီးဟာထောင်ချောက်တစ်ခုလိုသူမရဲ့ခန္ဓာကိုယ်ကိုတဖြည်းဖြည်းအားနည်းစေခဲ့ပြီးခြေလမ်းတိုင်းဟာမယုံနိုင်လောက်အောင်ခက်ခဲလာခဲ့ပါတယ်အစားစားလာလို့လူရှင်းတဲ့အလုပ်တစ်ခုတောင်ပျော်ရွှင်စရာမဟုတ်တော့ပဲကိုယ်ခန္ဓာကိုယ်ရဲ့ကန့်သက်ချက်တွေကိုကျော်လွန်ပြီးရုန်းကန်နေရတဲ့အရာတစ်ခုဖြစ်လာခဲ့ပါတယ်လေကားတက်တာဆင်းတာတွေကလည်းသူမအတွက်မဖြတ်နိုင်လောက်အောင်ခက်ခဲတဲ့လမ်းတစ်ခုကိုဖြတ်တန်းနေရတယ်လို့ဖြစ်ခဲ့ပါတယ်ပတ်ဝန်းကျင်မှာပြန့်ကျဲနေတဲ့အစားအစာအကျွင်းကြံတွေကလည်းသူမနေ့စဉ်ဘဝမှာအစားစားဖို့တောင်ဘလောက်အထိခက်ခဲနေခဲ့တယ်ဆိုတာကိုတိတ်တဆိတ်ပြသနေခဲ့ပါတယ်ဒီလိုနဲ့မရေမတွက်နိုင်တဲ့နေ့ရက်နဲ့ညတွေကိုနာကျင်မှုတွေနဲ့ဖြတ်တန်းခဲ့ရပါတယ်အဲ့ဒီအရာအလုံးကိုလူငယ်တစ်ယောက်ကကိုယ်တိုင်မြင်တွေ့ခဲ့ပါတယ်ခွေးမလေးကအစားအစာကိုအလွန်မင်းစားကျင်နေတဲ့ပုံစံဟာအရသာရှိတဲ့အစားအစာကိုတစ်ခါမှမစားဘူးတဲ့ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်အစားအစာကိုသူမတောင့်တနေတဲ့ပုံကမြင်ရသူတိုင်းရဲ့နှလုံးသားကိုထိခိုက်စေခဲ့ပါတယ်ပိုပြီးဝမ်းနည်းစရာကောင်းတာကရိုးရိုးလေးချစ်ခင်ပေးလိုက်တဲ့အမှုအရာတစ်ခုတောင်သူမအတွက်ကဘာပေါ်ကအကြီးမားဆုံးနှစ်သိမ့်မှုတစ်ခုရရှိလိုက်တယ်လို့ဖြစ်နေခဲ့တာပါခွေးမလေးဟာအမီးလေးကိုလှုပ်ရင်းလူငယ်နောက်ကိုအနီးကပ်လိုက်နေခဲ့ပြီးသူမရဲ့မျက်လုံးတွေထဲမှာတော့အားကိုးမှုနဲ့ယုံကြည်မှုတွေပြည့်နေနေခဲ့ပါတယ်ဒါပေမဲ့သူမရဲ့တစ္ဆာရှိမှုနဲ့အရှုံးမပေးတဲ့စိတ်ရှိနေပေမဲ့ကံကြမ္မာကတော့မပြောင်းလဲခဲ့ပါဘူးခန္ဓာကိုယ်အခြေအနေကြောင့်သူမဟာငါးမွေးကန်ကိုဆက်လက်ဆောင်ကျက်နိုင်တော့မှာမဟုတ်ပါဘူးအဲ့ဒီအချိန်မတိုင်ခင်ကတည်းကပိုင်ရှင်ဟာခွေးတစ်ကောင်ကိုခေါ်လာခဲ့ပြီးအဲ့ဒီခိုက်တက်မှာဂေါ်ဒါရဲ့မျက်လုံးထဲမှာဝမ်းနည်းမှုတခုပေါ်လာခဲ့ပါတယ်သူမဟာကိုယ့်ရဲ့နောက်ဆုံးကံကြမ္မာကိုလက်ခံလိုက်ပြီးနောက်ဆုံးအချိန်ကိုတိတ်တဆိတ်စောင့်နေတယ်လို့ပါပဲအခြေအနေအလုံးကိုသိရှိသွားတဲ့လူငယ်ဟာစိတ်ထဲမှာပြင်းပြင်းထန်ထန်ခံစားမိပြီးသူမကိုဒီနေရာမှာဆက်မထားတော့ပဲခေါ်ဆောင်သွားရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ပိုင်ရှင်နဲ့စကားပြောပြီးနောက်ဆုံးမှာခွင့်ပြုချက်ရရှိခဲ့ပြီးဂေါ်ဒါကိုစေကူတာဖို့ခေါ်ဆောင်သွားခဲ့ပါတယ်ဆေးစစ်ပြီးနောက်တရိษံဆရာဝန်ကခွဲစိတ်ကူတာခြင်းဟာသူမအသက်ရှင်နိုင်ဖို့တခုတည်းသောမျှော်လင့်ချက်ဖြစ်တယ်လို့အလေးနက်ပြောခဲ့ပါတယ်ခွဲစိတ်ဖို့ပြင်ဆင်နေတဲ့အချိန်တစ်လျှောက်လုံးဂေါ်ဒါဟာအံ့ဩစရာကောင်းလောက်အောင်ငြိမ်သက်ပြီးနာခံမှုရှိနေခဲ့ပါတယ်သူမအတွက်ဒီခွဲစိတ်မှုဟာဘဝအသစ်တစ်ခုရဖို့တခုတည်းသောခွင့်ရဆိုတာသိနေတယ်လို့ပါပဲလူငယ်ကလည်းသူမကိုချစ်ခင်စွာနှက်သိမ့်ပေးခဲ့ပြီးဂေါ်ဒါရဲ့နူးညံ့ပြီးနားလည်ပေးတတ်တဲ့ပုံစံကလူတိုင်းကိုဝမ်းနည်းစေတယ်လို့စိတ်သက်သာရလည်းရစေခဲ့ပါတယ်နောက်ဆုံးမှာတော့ကံကောင်းခြင်းကဒီခွေးမလေးဘက်ကိုပြုံးလာခဲ့ပါတယ်ခွဲစိတ်မှုဟာအောင်မြင်ခဲ့ပြီးအလေးချိန်5ကီလိုဂရမ်ကျော်ရှိတဲ့အကျိတ်ကြီးကိုအောင်မြင်စွာဖယ်ရှားနိုင်ခဲ့ပါတယ်ဆေးရုံကဆင်းပြီးတဲ့နောက်လူငယ်ကဂေါ်ဒါကိုတွားခေါ်တဲ့အချိန်မှာသူမရဲ့မျက်လုံးတွေထဲမှာအရင်ကလိုနာကျင်မှုနဲ့အားငယ်မှုတွေမရှိတော့ဘဲအသက်ရှင်ခြင်းစိတ်နဲ့မျှော်လင့်ချက်တွေပြည့်နေခဲ့ပါတယ်အကျိတ်ပြန်ဖြစ်လာနိုင်တဲ့အနေနဲ့ခွဲစိတ်ပြီးနောက်ဆက်လက်ဆောင်ရှောက်ပေးဖို့လိုအပ်တာတွေကြောင့်လူငယ်ဟာပိုင်ရှင်ဟောင်းရဲ့ခွင့်ပြုချက်ရယူပြီးဂေါ်ဒါကိုမွေးစားဖို့ဆုံးဖြတ်ခဲ့ပါတယ်လူငယ်ရဲ့စေတနာပြည့်နဲ့ဆောင်ရှောက်မှုအောက်မှာဂေါ်ဒါရဲ့ဘဝဟာလုံးဝပြောင်းလဲသွားခဲ့ပါတယ်ပထမဆုံးအကြိမ်အနေနဲ့သူမမှာကိုယ်ပိုင်အိပ်ယာတစ်ခုရရှိခဲ့ပြီးနှွေးထွေးပြီးလုံခြုံတဲ့နေရာတစ်ခုကိုလည်းရရှိခဲ့ပါတယ်အစားအစာကိုကိုယ်တိုင်ရွေးတက်လာသလိုမနာလိုတတ်တဲ့အကျင့်တွေကိုတောင်ပြလာခဲ့ပြီးသူမနဲ့အရွယ်တူခွေးမိတ်ဆွေတကောင်လည်းရရှိခဲ့ပါတယ်နှွေဦးရဲ့နေအောင်အောက်မှာဂေါ်ဒါဟာပျော်ရွှင်စွာပြေးလွှားနေခဲ့ပြီးမျက်နှာပေါ်မှာအပြုံးတစ်ခုနဲ့ဘဝရဲ့အလှပကိုကဘာကြီးကိုပြောပြနေတယ်လို့ဖြစ်နေခဲ့ပါတယ်ဂေါ်ဒါရဲ့ဇလန်းဟာအသက်ရှင်လို့စိတ်ရဲ့ခွန်အားနဲ့ချစ်ချင်းမေတ္တာရဲ့စွမ်းအားကိုတေပြနေပါတယ်ဘလောက်ပဲခက်ခဲတဲ့အခြေအနေတွေကြုံတွေ့ရပါစေဘဝဟာတဖန်ပြန်လဲတောက်ပလာနိုင်သေးတယ်ဆိုတာကိုသူမရဲ့ဇလန်းကနားလည်စေပါတယ်တက်ရှိတိုင်းဟာဂရုတစိုက်စောင့်ရှောက်ခံရဖို့နဲ့ချစ်ချင်းမေတ္တာရဲ့နှွေးထွေးမှုကိုရရှိဖို့ထိုက်တန်ပါတယ်တရိษံလေးတိုင်းကိုကျင်ကျင်နာနာဆက်ဆံပေးနိုင်ပြီးချစ်ချင်းမေတ္တာအပြည့်နဲ့ပွေ့ပတ်စောင့်ရှောက်ပေးနိုင်ကြပါစေဒီလိုလှပတဲ့ဇလန်းလေးကိုသဘောကျတယ်ဆိုရင် like share လုပ်ပြီးဂေါ်ဒါအတွက်အားပေးစကားလေးတွေချန်ထားပေးခဲ့ပါအခုချိန်ထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တင်တဲ့တင့်မိသားစုအားလုံးကျမ်းမာပျော်ရွှင်ပြီးကောင်းချီးမင်္ဂလာတွေနဲ့ပြည့်စုံကြပါစေအကြောင်းအမိုက်ပုံးပေးမှာလဲကျနေခဲ့ပါတယ်သူမဟာအလွန်အားနည်းနေပြီဖြစ်တာကြောင့်ခြေလေးချောင်းပေါ်မှာတော့မရက်နိုင်တော့ပဲမြေပြင်ပေါ်မှာပဲလဲလျောင်းပြီးအသက်ရှင်ဖို့ရုန်းကန်နေရပါတယ်နောက်ဆုံးမှာတော့ခွေးမလေးဟာလူသွားလူလာများတဲ့လမ်းမဘက်ကိုမဖြစ်မနေတွားသွားခဲ့ပါတယ်လူအများပြားကသူမရဲ့နာကျင်စရာအခြေအနေကိုမြင်တွေ့ခဲ့ကြပေမဲ့ဘယ်သူမှအကူအညီမပေးခဲ့ကြပါဘူးအဲ့ဒီအချိန်မှာတော့ကျင်နာတတ်တဲ့အမျိုးသမီးငယ်တစ်ယောက်ရောက်လာခဲ့ပါတယ်သူမက
ဒီမလေးရဲ့အခြေအနေကိုမြင်မြင်ချင်းတနာမိပြီးချက်ချင်းကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမဟာရေတန့်သွားယူပြီးခွေးမလေးကိုတောက်စေခဲ့ပါတယ်။အဲ့ဒီနောက်ခွေးမလေးကိုကားထဲထည့်ပြီးတိရစ္ဆာန်ဆေးကန်းကိုခေါ်သွားခဲ့ပါတယ်။တိရစ္ဆာန်ဆရာဝန်ကခွေးမလေးကိုအသေးစိတ်စစ်ဆေးပေးခဲ့ပြီးကံကောင်းစွာနဲ့အချိန်ကြာမြင့်စွာအစာငတ်နေခဲ့ပေမဲ့အာဟာရချို့တဲ့မှုသာဖြစ်နေပြီးရေရှည်ဂရုစိုက်ပေးဖို့လိုအပ်တာကိုသိရှိခဲ့ရပါတယ်။အဲ့ဒီနောက်အမျိုးသမီးငယ်ကခွေးမလေးကိုသူမရဲ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။အာဟာရပြည့်ဝတဲ့အစားအစာတွေကိုဂရုတစိုက်ပြင်ဆင်ပေးခဲ့ပြီးကြက်သားကြက်ဥနဲ့နှုတ်မုံတွေကိုလည်းတိုက်ကျွေးခဲ့ပါတယ်။အစားအစာကောင်းကောင်းစားပြီးနောက်အရင်ကအားရင်ကုန်ခန်းနေတဲ့ခွေးမလေးရဲ့ခန္ဓာကိုယ်ဟာတဖြည်းဖြည်းပြန်လည်တန်ဆွမ်းလာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့စောင့်ရှောက်မှုကဒီလောက်နဲ့မရက်ခဲ့ပါဘူး။ခွေးမလေးကိုဆေးစစ်မှုတွေဆက်လက်ပြုလုပ်ပေးပြီးနေ့တိုင်းလိုအပ်တဲ့ဆေးဝါးနဲ့စောင့်ရှောက်မှုတွေကိုလည်းဆက်တိုက်ပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့ခွေးမလေးဟာသူမဘဝမှာပထမဆုံးအကြိမ်ရေနွေးနွေးနဲ့ရေချိုးခွင့်ရခဲ့ပါတယ်။ရေနွေးနွေးနဲ့ဆက်ပြမြုပ်တော့ဒီဟာလမ်းပေါ်မှာဖြတ်တန်းခဲ့ရတဲ့သူမရဲ့အရင်ဘဝကအညစ်အကြေးတွေနဲ့အတူနာကျင်မှုတွေကိုပါတဖြည်းဖြည်းဆေးကြောပြီးသလိုဖြစ်ခဲ့ပါတယ်။ကျန်းမာရေးကောင်းမွန်လာတာနဲ့အမျှခွေးမလေးရဲ့တကယ်ပုံစံကလည်းစတင်ပေါ်လာခဲ့ပါတယ်။အရင်ကအားရင်မရှိခဲ့တဲ့ခွေးမလေးဟာတဖြည်းဖြည်းစော့ကစားတက်လာပြီးစူးစမ်းခြင်းစိတ်တွေနဲ့အားအင်အပြည့်ပြန်လည်ရရှိလာခဲ့ပါတယ်။အမျိုးသမီးငယ်ကလည်းသူမရဲ့စော့ကစားတတ်တဲ့အကျင့်ကိုမညှို့ညင်ခဲ့ပါဘူး။ဆက်လက်ပြီးချစ်ချင်းမေတ္တာတွေပေးခဲ့သလိုကြက်ပေါင်ကြီးတစ်ချောင်းကိုတောင်ကျွေးခဲ့ပါတယ်။ဒီအချိန်ကစပြီးဒီမလေးဟာလမ်းပေါ်မှာတယောက်တည်းလှည့်လည်သွားလာစရာမလိုတော့ပါဘူးအစာငတ်ပြီးနေ့စဉ်ရှင်သန်ဖို့ရုန်းကန်နေရတဲ့ဘဝကိုလည်းအပြီးတိုင်ထားခဲ့နိုင်ပါပြီသူမဟာပျော်ရွှင်တဲ့ဘဝတစ်ခုကိုရရှိခဲ့ရုံသာမကအိမ်တအိမ်ရဲ့နှွေးထွေးမှုနဲ့မိသားစုတစ်ခုရဲ့ချစ်ချင်းမေတ္တာဆိုတာဘာလဲဆိုတာကိုလည်းသိခွင့်ရခဲ့ပါတယ်လူကြီးတွေကတော့ကျင်နာတတ်တဲ့သူတယောက်နဲ့တွေ့ပြီးတိရစ္ဆာန်လေးတစ်ကောင်ကိုကူညီခွင့်ရတဲ့အခါကောင်းမှုတစ်ခုကိုမပြတ်မကွက်ပြုလုပ်တဲ့နယ်လို့ပြောကြပါတယ်ဒါဟာတကယ်ပဲကံကောင်းခြင်းကိုယူဆောင်လာမလားဆိုတာတော့မသိပါဘူးဒါပေမဲ့ဒီလိုလှပတဲ့ကောင်းချီးတွေဟာဒီဗီဒီယိုကိုကြည့်နေတဲ့တင်းစီကိုလည်းရောက်ရှိပါစေတင်းနဲ့တင်းမိသားစုအားလုံးပျော်ရွှင်ချမ်းမြေ့ပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံကြပါစေဒီလိုလှပတဲ့အဖြစ်အပျက်လေးကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပြီးဒီခွေးမလေးအတွက်ကောင်းမွန်တဲ့စကားလေးတွေခြံထားပေးခဲ့ပါအခုအချိန်ထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တင်းနဲ့တင်းမိသားစုအားလုံးဘေးအန္တရာယ်ကင်းပြီးပျော်ရွှင်ကြပါစေဒီဟာကတော့လူငယ်တယောက်ကသူ့ရဲ့ကင်မရာနဲ့မှတ်တမ်းတင်ထားတဲ့စိတ်ထိမိစရာမြင်ကွင်းလေးတစ်ခုပါတနေ့မှာသူကလမ်းဘေးမှာသူ့ရဲ့စားတောက်ဆိုင်လေးဖွင့်ပြီးအလုပ်လုပ်နေတော့လမ်းဘေးခွေးတစ်ကောင်သူ့စီကိုချင်းကပ်လာတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီခွေးလေးကဆိုင်ရှိမှရက်ပြီးအစားအစာနည်းနည်းလောက်ကျွေးဖို့အဆက်မပြတ်တောင်းဆိုနေခဲ့ပါတယ်ခွေးလေးအရန်ပိုက်စာနေတာကိုတီးလိုက်တဲ့အခါလူငယ်လေးကတနာသွားပြီးဝက်ကောင်းတစ်ချမ်းကိုအစားအစာဖြစ်ပေးလိုက်ပါတယ်ဒါပေမဲ့သူအံ့ဩသွားရတာကခွေးလေးဟာအစားအစာကိုပါးစပ်နဲ့ညင်ညင်တာတာကိုက်ယူပြီးသူ့မျက်စိရှိကနေပျောက်ကွယ်သွားခဲ့တာပါနောက်တစ်နေ့ရောက်မှတော့အဲ့ဒီခွေးလေးဘာကြောင့်အဲ့ဒီလိုလုပ်ခဲ့တာလဲဆိုတာလူငယ်လေးသိလိုက်ရပါတယ်အဲ့ဒီခွေးမလေးဟာသူ့ရဲ့ပိုက်စာနေတဲ့ခွေးကလေးတွေကိုခေါ်ဆောင်ပြီးလမ်းပေါ်ကိုပြန်ရောက်လာကလူငယ်လေးရဲ့ဆိုင်ရှိမှထပ်ပြီးလာရက်ခဲ့ပါတယ်ခွေးကလေးတွေကိုမြင်လိုက်တာနဲ့လူငယ်လေးရဲ့ဇနီးကလည်းချက်ချင်းအရသာရှိတဲ့အစားအစာတွေယူလာပြီးခွေးလေးတွေကိုကျွေးမွေးပေးခဲ့ပါတယ်သူတို့မထင်ထားတာကတော့အဲ့ဒီအနီးနားမှာစွန့်ပစ်ခံထားရတဲ့တခြားတိရစ္ဆာန်လေးတွေကပါလူငယ်လေးဟာတနာကျင်နာတတ်ပြီးစိတ်နှလုံးကောင်းတဲ့သူတယောက်ဆိုတာသိလာကြတာပါပဲအဲ့ဒီနေ့ကစပြီးလမ်းဘေးမှာရှိတဲ့ခွေးလေးတွေကြောင်လေးတွေအများအပြားဟာနေ့တိုင်းသူ့ရဲ့ဆိုင်ကိုအစားအစာလာရှာကြပါတော့တယ်ချစ်စရာကောင်းတဲ့ခွေးလေးတွေကြောင်လေးတွေကိုမြင်တိုင်းလဲလူငယ်လေးဟာသူ့မှာရှိတဲ့အကောင်းဆုံးအစားအစာတွေကိုမတွန့်ဆုတ်ပဲကျွေးမွေးပေးပြီးသူတို့ရဲ့ပိုက်ဆံမှုကိုဖြည့်ဖြောက်ပေးခဲ့ပါတယ်အချိန်ကြာလာတာနဲ့အမျှသူ့ရဲ့ကျင်နာမှုအကြောင်းဟာနေရာအနှံ့ပြန့်နှံ့သွားခဲ့ပါတယ်သူ့ရဲ့ရရောမှုနဲ့စိတ်နှလုံးကောင်းမှုကြောင့်သူရဲစားတောက်ဆိုင်လေးမှာလည်းဖောက်တယ်တွေပုံမူများပြားလာခဲ့ပါတယ်။နေတိုင်းဆိုင်ထဲမှာဖောက်တယ်တွေနဲ့ပြည့်နှက်နေပြီးစီးပွားရေးလည်းတဖြည်းဖြည်းပုံမူအောင်မြင်လာခဲ့ပါတယ်။သူလုပ်ပေးခဲ့တဲ့ကျင်နာမှုအတွက်သူကိုယ်တိုင်လည်းကောင်းမွန်တဲ့အကျိုးဆက်ကိုပြန်လည်ရရှိခဲ့ပါတယ်။တိရစ္ဆာန်တွေဟာလူသားတွေရဲ့အရင်းနှီးဆုံးမိတ်ဆွေတွေဖြစ်တယ်လို့လူသားတွေကလည်းတိရစ္ဆာန်တွေအတွက်ယုံကြည်အားကိုးရတဲ့အဖို့ကောင်းတွေဖြစ်ပါတယ်။တိရစ္ဆာန်တွေနဲ့လူသားတွေချင်းချင်းနားလည်ကျင်နာပြီးတဟဆတစ်ဖြစ်စွာနေထိုင်နိုင်တဲ့အခါမှသာပုံမူကောင်းမွန်ပြီးငြိမ်းချမ်းတဲ့လူဖွဲ့စည်းတစ်ခုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်ဒီလိုလှပပြီးစိတ်ထိမိစရာကောင်းတဲ့ဇလန်းလေးအတွက် like တွေ share တွေနဲ့အားပေးစကားလေးတွေအများကြီးခြံထားပေးကြပါဦးအခုအချိန်ထိကြည့်ရှုပေးခဲ့တဲ့အတွက်လည်းအထူးကျေးဇူးတင်ပါတယ်တင်နဲ့တင့်မိသားစုအားလုံးဖခင်ရဲ့ကောင်းချီးမင်္ဂလာကိုခံစားရပါစေ